မမနွေဘာလဲရှင်မောင်လေးကျွန်တော်လေးမမနွေကိုစကားလေးတစ်ခေါက်လောက်ပြောချင်လို့โอเคအထူးစနေလို့ကဲနှခွန်းပြောဒီလိုလေးမမနွေရဲ့ကျွန်တော်ပြောချင်တာကဟိုးရှိတော့ကဘာနဒီပြည်မှာသူရဲကောင်းကြီးလေးယောက်ရှိကြတယ်ကျစစ်သားရဲ့ထွေယူရဲ့နှလုံးလက်ဖယ်ရဲ့ညောင်းပြီးရဲ့ပေါ့သူတို့လေးဦးကလေစစ်တက်ရအောင်ထွက်သွားကြရောတဲ့မမကြီးရဲ့အဲ့ဒီတော့ကျွန်တော်မမတို့ကိုတိတ်ချစ်တယ်ဗျာအိုးโอเคမင်းဟာကလူစမ်းကောင်းကြီးတွေစစ်တိုက်ထွက်တာနဲ့မင်းမောက်ချစ်တာဘာဆိုင်လို့ရုံးကွဟိုဗျာဆိုင်တာမဆိုင်တာတွေကျွန်တော်ဘာမှမသိဘူးနားလည်းမလဲဘူးကျွန်တော်သိတာမမတို့ကိုကျွန်တော်ချစ်တယ်ဒါပဲအိုကွာမဖြစ်နိုင်တာဘာလို့မဖြစ်နိုင်ရမှာလဲမမတို့ကဘာဖြစ်တယ်မမတို့ကအကယ်ဒမီရုပ်ရှင်မင်းသမီးကြီးမို့လို့ကျွန်တော်မချစ်နိုင်ဘူးပေါ့ဟုတ်လားအိုးဒီလိုလည်းမဟုတ်ပါဘူးကွာမမနွေကျွန်တော်ဘဝတွေ့မမနွေဟဲ့ကောင်းလေးမင်းတက်ကဖြစ်ငယ်လေးခဏတွေ့မရမကမီချစ်စကားများတော့ပြောပြပါမနီတက်တာမတွေ့ခပ်ပါသည်အရွယ်ချင်းမမျှလို့တို့ကမချစ်နိုင်သည်မမနွေဘာတော့ကွာကျွန်တော်ဘဝတွေ့မမနွေဟဲ့ကောင်းလေးမင်းအသက်ကဖြစ်ငယ်လေးခဏတွေ့မရမကမီချစ်စကားများတော့ပြောပြပါမနီတက်တာမတွေ့အိုးခပ်ပါသည်အရွယ်ချင်းမမျှလို့တို့ကမချစ်နိုင်သည်မင်းတမီမို့တာမချစ်နိုင်ဘူးကွာလို့ပြောပြလိုက်ပါတော့လားမမယာလမ်းပေးချင်းတဲ့ကျွန်တော်အခြေမလာတာများလေတော့မတူကုန်နေတာအိုးအသိနှလုံးမရှိသူပြောချင်ပြောကွာမင်းဘဝပြတ်မှန်ကိုလေစိုးမိလို့ပါချစ်တယ်မဖြစ်နိုင်လို့ဒါနောက်ပြောက်တစ်ကိုရှာပါကွာအိုးမမနွေကျွန်တော်ဘဝတွေ့မမနွေဟဲ့ကောင်းလေးမင်းတက်ကဖြစ်ငယ်လေးနေပါဦးဗျာဟိုခဏတွေ့မရမကမီချစ်စကားများတော့ပြောပြပါမနီပြောပြပါချစ်သူအသက်တာရှာလိုက်ပါတော့ကောင်းလေးဟာဗျာအဲ့လိုတော့မပြောပါနဲ့ကျွန်တော်ကမမလေးကိုချစ်တာမင်းတမီမို့တာမချစ်နိုင်ဘူးကွာလို့ပြောပြလိုက်ပါတော့လားမမယာကွာဘလန်ပြီးချင်းကျွန်တော်အချီမလာတာအများနေတော့မတူကုန်နေတာအိုးအသိနှလုံးမရှိသူပြောချင်ပြောကွာမင်းဘဝပြတ်မှကိုလေစိုးမိလို့ပါချစ်တယ်မဖြစ်နိုင်လို့ဒါနောက်တယောက်တစ်ကိုရှာပါကွာမမနွေကျွန်တော်ဘဝတွေ့မမနွေဟဲ့ကောင်းလေးမင်းအသက်ကဖြစ်ငယ်လေးခဏတွေ့မရမကမီချစ်စကားများတော့ပြောပြပါမနီသိချစ်တယ်ဗျာပြန်ချစ်ပါတော့မမနွေမချစ်ပါဘူးဟုတ်ဗျာသိခက်တာပဲတကယ်ကိုနည်းနည်းလေးမှမချစ်ဘူးဒါဖြင့်လေကျွန်တော်အရင်သိရမှာဗျာသိလားသိချင်ဖို့ကောင်းတာပဲကျေးဇူးများတင်ပါတယ်မမတို့ကြီးအားလုံးကျေးဇူးပါ